ဆရာသမားဘာတက်ကြပြီးကြွလာ ကစားမလို့မင်းနဲ့ကစားမလို့ငါလာတာ ချစ်တော်နဲ့ကစား ဘာပေါ့ ဘာကစားပါလဲကိုကာလားကိုမီလား ဟာငါလောင်းစားတဲ့ဝါနာမပါဘူး အဲ့ဆိုရင်ဘာကစားပါလဲ ဒီလိုကွာငါတို့အပြင်းလဲပြေပညာလဲရမျိုးချစ်စိတ်တဲ့ထပ်တန်စေတဲ့ကစားမျိုးကစားမယ် အမလေးစကားရကြီးကျယ်လိုက်တာ ဟုတ်တယ်လေနောင်လာနောင်သားတွေအတူယူရမယ်ကစားနည်း ဘာကစားနေ ငါဂျပန်စစ်ဘိုးကြီးလုပ်မယ်မင်းကတော်လိုင်းရဲဘော်လုပ်ဂျပန်စစ်ဘိုးကြီးကတော်လိုင်းရဲဘော်မိသွားတဲ့အချိန်မှာကျိုးတုံရုပ်ပါရိုက်တာအဲ့ဒါဆော့မယ် ဖေရချက်ကိုတော့ကျိုးတုပ်ပြီးပါရဲ့ လေ ဘယ်တော့နဲ့အညွှေလည်းမသိပါဘူးကိုစန်းဝန်းနာရဲ့ ကြားတယ်ကွာကျိုးတုံပါပေးတက်ပေး နေပါဦးဇွတ်ကြီးပါလား အော်မင်းဆော့ တခြားကစားနေကစားပါမယ် အာမရောက်ရောက်ငါမျိုးချစ်စိတ်တဲ့ရှိတဲ့စကစားနည်းမျိုးကစားပြီးခင်ဗျာ မလုပ်ပါနဲ့ဗျာကျွန်တော်သွားကြိုက်နေလို့ပါအဲ့တော့ဒီလိုလုပ်ကျွန်တော်ကဂျပန်စစ်ဘိုလ်ကြီးလုပ်မယ်ကိုဝနာတော်လန်ရေးပေါ်လုပ်ကျွန်တော်ကိုဝနာကိုပါရိုက်မယ် ဘာအဲ့ဒါနင်တို့အဲ့ဒါမကောင်းငါရုပ်ငါရည်နေမှာဂျပန်စစ်ဘုတ်နဲ့ငါရမလိုက်တာမင်းရုပ်ကလေးကလာနဲ့မလိုက်ပါဘူးကွာအစမပြေဘူးရောက်ပြီးတော့မင်းငါ့ကိုပါရိုက်မင်းငယ်ကြီးပါတော့ အဲ့ဒါဆိုစက်ကူလေးမြန်လုပ်ပေးမယ်လေးမြန်တိုင်းကစားကြမယ်လေ အဲ့ဒါငါမကြိုက်ဘူးဒီလိုကွာငါ့ကိုဆွန်လုပ်ပေးဆွန်တော့မယ် ဆိုတော့အခုချက်ချင်းလုပ်လို့မရဘူးဂိုင်းလေးပါလောက်အောင်ပါ 三舅阿姨，三舅啊， ဟဲ့တကယ်ကြီးလာတကယ်ကဲကိုဝနာတွေ့ရတော့မှအဲ့ဒါလာချန်ပီယံမှာသွားဆော့ညနေကျရင်ကျွန်တော်ဆွလုပ်ပေးတာမယ်လာလိုက် နင်တို့ပြီးအောင်လုပ်တာတော့ စိတ်ချပါ ပြီးရင်ငါဂျပန်စစ်ဘုတ်ကြီးမင်းကတော်လိုက် အားတော့ပါတော့ဗျာသွားပါဦးအဲ့ဒါလာ ဟေးဆွန်လို့ရတော့မယ်ဟေးဆွန်လို့ရတော့မယ် 收纳要了，人家就多看下喏。 ခင်းဆိုသူနဲ့ကိုနဲ့ညီကိုလိုဖြစ်နေရလေကိုငယ်လေးတဲ့ကကိုနဲ့လာဆော့ပြီးတော့ကိုကိုထိန်းတာပြီးတော့သူကတိတ်လဲကြက်မပြစ်ရှာဘူးသူမိဘကြီးလဲဆုံးသွားတော့ကိုမိဘတွေကပဲဝေစားစင်ပြီးကျွေးမွေးဆောင်ရှောက်တာသူ့ကိုနှိမ့်ချပြောဆိုဆက်ဆံတဲ့လူတွေတွေ့ရင်ကို့ဖေကအစင်းရဲနွမ်းပါလို့မနှိမ့်ချအမြဲတမ်းပြောတာ တကယ်ချင်းတို့သားဖားနှစ်ယောက်ကတော့သူတပားကူညီရဲ့နေရာမှာတကယ်ကိုစံပြလောက်ပါတယ်ကွာဟောဒါနဲ့စကားမဆက်ဒါမန္တလေးကကိုကျမတောင်ဝမ်ခွဲတန်တန်နဲ့ညီမလေးဒါကိုတငယ်ချင်းဆိုင်းညွန်အောင်နဲ့ ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ရှင် ဟုတ်ကဲ့ပါ တကယ်ချင်းတန်တန်ကမန္တလေးတက္ကသိုလ်မှာရတနာနဲ့မေဂျာတူတန်းတူပဲတကယ်ချင်းရတနာအကြောင်းသိချင်သူ့ကိုမေးကြည့်လို့ရတယ် ဟုတ်ဒီလိုပါမတန်းတန်းရင်ကျွန်တော်ကဟိုလေရတနာကို propose လုပ်ထားပြီးတော့အဖြစ်မရသေးလို့ကျွန်တော်ထက်ရင်ချစ်သူရေးစားကြောင်းမှန်များရှိလားလို့သိချင်လို့ပါ ဘယ်လိုပြောရမလဲဆိုတော့ယတနာနဲ့ကျမနဲ့ကအเจ้าမလဲတိတ်တွဲကြတာမဟုတ်ဘူးလေနောက်ပြီးမိထုခေါ်ပြောတဲ့ငယ်ချင်းအဆင့်လောက်ပဲဆိုတော့ကျမတိတ်မသိဘူးပထမနှစ်လောက်တုန်းကစက်ခွန်သားဆိုရဲသူနေတော့တွဲတော်တွဲလာရှိခဲ့ဘူးတယ်အခုနောက်ပိုင်းသူ့အဖေရဲ့တပည့်ဆိုရဲသူကတော့ယတနာရဲ့အဆောင်အဝင်အထက်တွဲတော်တွဲလာတော့တွေ့ပြီရဲ့ကျမသိရတော့ဒါပဲရှိရဲ့ ဟုတ်ဒီလောက်သိရရင်ကျေးဇူးတင်ပါတယ်ညီမရေ ဟုတ်ကဲ့ 吴磊队，疯了你三女王嘞！ရန်နာဒီလေးဘယ်မှမတော်ဘူး 来嘛，抓龙去保吴磊队。 ဟယ်လိုဟောကိုလာခဲ့မယ်လေဒါမယ်နော်ဟိုပြောရရှိလို့ပုံဆက်ပြီးခေါ်တာဘာများလဲဗျ ဟုတ်တယ်ဆန္ဒကိစ္စပြောမလို့ထွေးရ ဘာများလဲဗျပြောစမ်းပါ ကိုတငယ်ချင်းအာယုနဲ့မန္တလေးကသူ့ညီမတန်တန်တို့ကိုကြီးရောက်လာအာယုရဲ့ညီမတန်တန်ဟာမန္တလေးမှာရတနာနဲ့မေဂျာတူအတန်းတူကြောင်းတက်နေတဲ့တငယ်ချင်းနဲ့ဟုတ်လားအဲ့နဲ့ရန်နာကိစ္စသိရမလားတန်တန်ဒီမှာစုံစမ်းကြည့်လိုက်တယ် ဟာမောင်ရင်ဘလို့တွေများစုံစမ်းနေရလဲဗျာမောင်ရရန်နာရဲ့ဘိုက်ကိစ္စကိုအထုတ်လိုက်ပြီးပြနေရလား
အထွေကိုအဲ့လိုပြောပါမလားကိုပြောတာကိုကရန်နောက် propose လုပ်ထားတာပါအဖြစ်မရသေးလို့အဲเจ้าမှာတွဲသွားတွဲလာလို့ချစ်သူကြီးဆိုင်ရှိလားလို့မေးကြည့်တာပါ အဲ့တော့မောင်ရဲ့ဘာတိရ တန်းတန်းပြောတာကတော့ရန်နာပရမတ်နဲ့စတက်တုံးဟာစခွန်တာဆိုတဲ့လူနဲ့တွဲသွားတွဲလာလောက်တာရှိရဲ့ဟိုရီးစားဖြစ်မဖြစ်တော့မသိဘူးရဲ့အခုနောက်ပိုင်းရန်နာအဖေရဲ့တပည့်ဆိုလားတယောက်ရန်နာရဲ့အဆောင်လဲလာတယ်အပြင်မှာလည်းတွဲသွားတွဲလာလောက်တယ်လို့မြင်တယ်လို့ပြောတယ် အကိုကြီးရဲ့တပည့်ဆိုတော့အောင်ဆွေလိုက်ပေါ့စက်ခွန်တာနဲ့အောင်ဆွေလိုက် ဟယ်လိုအမေရှိပါရှင်းနေဦးလုံးမထုံးရုံးနေတာပါ ဟောအောင်ဆွေလိုက်လားငါကျွန်တော်တင်မောင်တွေ့ပါ ဟောကိုတင်မရီဟုတ်ကဲ့ ကိုမောင်ရင်နဲ့တွေ့ကြလို့ပါမောင်ရင်ပြင်ခဏလောက်ထွက်လို့ရမှာ ကျွန်တော်မအားဘူးဗျဆရာပြင်သွားလို့ကျွန်တော်ရုံးမှာစောင့်နေရတယ် ဟောအကိုပြန်လာရင်ရောမောင်ရင်ထွက်လို့ရမှာ ဟိုဆရာကြာမယ်ဗျတင်ရောင်းဝယ်စာချုပ်ကိစ္စနဲ့အခုလေးမှထွက်သွားတာ အဲ့ဆိုရင်ဟိုကိုပဲရုံးခန်းကိုလာခဲ့လိုက်မယ်လေဟုတ်မောင်ရင်ကြောက်တယ်ပဲမလားရုံးခန်းမှာ ပြန်ဟုတ်တယ်ဗျလာခဲ့လိုက် ကောင်းပါဗျာ ပေါင်းခဲ့ပါပြီးလို့လေ သူရုံးခန်းမှာ တော်တဲ့ညီမတို့လည်းမစားကြအောင်ပါမောက်ရှိတယ် ပါမောက်ကြီးရလေချင်လုံးနေရပဲဒီမိမကြီးရလေအလောက်လောက်တာစေတနာမပါမကောင်းတာလေလာကြွေးနေ တမီးကိုလူကြီးကိုဘယ်လိုပြောလိုက်တာလဲအဲ့လိုမပြောအောင်လေဟောတို့တဲ့စိတ်မရှိပါနဲ့ဗျာအော်ဟိုတမီးကဖေဖေဟင်မြန်လာပြီးတမီးကိုနှုတ်မဆက်လို့စိတ်ကောက်နေရလားအခုဖေဖေကြီးကိုဝင်လာတာလေတမီးကိုနှုတ်ဆက်ပြလို့ပါနော်ဟိုတို့တဲ့တမီးတဲ့တခုလုပ်ပြတယ်ပေါ့ တော်ပြီမမမလောက်တော့လည်းမစားတော့ တမီးရတယ်စိတ်မကောက်ပါနဲ့ဆို ဖေဖေစိတ်လည်းမကဘူးစိတ်လည်းမစိုးဒါပဲမလားသွားတော့မယ် တို့တဲ့ဟိုကျွန်တော်တောင်းပါရနော်စိတ်မရှိပါနဲ့နော်ကဲလေကိုလည်းတော့မယ် ဟမ်ကော်ဖီမတောက်တော့လားကိုကို မတော်တော့ပါဘူးရဲ့ပါမောက်ကြီးရလေချင်နေရပဲဒီမိမကြီးရလေအလောက်လောက်တာစေတနာမပါမကောင်းတာလေလာကြွေးနေတော်ပြီမမမလောက်တော့လည်းမစားတော့ စိတ်ညစ်ပါတယ်ဆိုင်းညောင်ရဲ့ငါနဲ့အထွေးနဲ့တော့ဘွေးပြီးထင်ပါတယ် ဘာရင်များဖြစ်နေလို့လဲများတာတွေရဲ့ ဟိုနေ့ကအထွေးအိမ်ကိုလာသွားတယ်မမေကတော့လေတည့်ရတဲ့အတိုင်းပဲသူ့ကိုကြည်ကြည်တတပဲဆက်ဆံပါမလဲ ရန်နာကိစ္စသိတာဟုတ်လား တေးကြတာပေါ့ဆိုင်းညောင်ကြီးမမေကလေအထွေးနဲ့ရတနာလက်ထပ်ကြတော့မယ်ဆိုလို့တဲ့ကိုမေးလိုက်တာ အဲ့တော့အထွေးကဘာပြန်ပြောလိုက်လဲ အထွေးကတော့မမေမသိခင်သူဖြစ်ချင်တာစီစဉ်ခဲ့တာကျွန်တော်တို့ဆန္ဒမပါဘူးယူဖို့အစီအစဉ်လည်းမရှိဘူးလို့ပြောတာပေါ့